ကျွန်တော်တို့ရဲ့တော်လန်မြန်မာပြည်သူပြည်သားအပေါင်းပေါ့ဘက်ခွဲရပြီဘာလို့လဲဆိုတော့ကျွန်တော်တို့ကတော်လန်ရေးလောက်တဲ့သူတော်လန်ရေးကိုအားပေးတဲ့သူတော့အဲ့ပြည်သူပဲကိုပြည်သူလို့သတ်မှတ်တော့နော်ကျန်တဲ့ပြည်သူလည်းကျွန်တော်ပြည်သူလို့သတ်မှတ်တယ်နော်အပြစ်ရှိတာမရှိတာဒါမျိုးတော့ကွာမှာပေါ့နော်ကြောက်လို့ကြားနေတဲ့သူတွေကျွန်တော်မပါဘူးအဲ့တော့ဒီနေ့မှာကျွန်တော်တို့သမ္မတကြီးပြန်လွတ်ပြီဒါပေမဲ့ပြန်လွတ်တဲ့ဟာကမူရင်းအတိုင်းကျွန်တော်တစ်ခုဖတ်ပြမယ်ပြီးရင်ဘယ်လိုဖြစ်တဲ့လဲဆိုတော့ကျွန်တော်ဖတ်ပြပါအဲ့ဒါတော့အပေါ်စာတွေမှာဖတ်တော့ဘူးနော်မြန်မာနှစ်သက်မင်္ဂလာအခါသမယအထိမ့်မှတ်အားဖြင့်၎င်းပြည်သူလူထုနှလုံးစိတ်ဝမ်းအေဂျင့်စီရင်းနဲ့လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအားဖြင့်၎င်းနိုင်ငံတော်တိဆောက်ရေးတွင်ပါဝင်နိုင်စေရန်အတွက်၎င်းနိုင်ငံတော်သမ္မတသည်တောင်အကျဉ်းထောင်တွင်ပြည်ထောင်ကြခံလက်ရှိသောအကျဉ်းသားထောင်ဝင်အမတ်တာငါမြင်းဆောင်23မြင်းဆောင်333335မြင်းဆောင်ကကြီးဝင်းမြင့်ဗဦးထွန်းကျင်အားရှားစွဲကျင့်ထုံးဥပဒေပုံမှ401ပုံမှခွဲ1ရနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြခံမှာမည်ဟုသောစီမံကန်သတ်မှတ်ချက်ဖြင့်၎င်းကြခံရန်ကြံရှိသောပြစ်ဒဏ်များပေါ်ရှော့ပေါ်၍ပြစ်ဒဏ်လွန်ငင်းခွင့်ပြုလိုက်သည်တဲ့နော်ဒီမေလိုကအဲ့လိုထုတ်ထားတာတကယ်တမ်းဖြစ်ရမှာဘာလဲဆိုတော့နှစ်သက်မင်္ဂလာခါတမရလူသားချင်းဘာညာကွိကွာဒီမေလိုတွေသူကသူနော်စကားတက်တိုင်းရေးမဲ့ဟာတွေအဲ့တော့အဲ့မှာကြတော့နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နော်အဲ့လိုဖြစ်ရမှာနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နောက်ပါဝင်နိုင်တဲ့အတွက်နော်နိုင်ငံတော်ခွေးယူနော်နိုင်ငံတော်ခွေးယူမအေးလို့မင်းအွန်လိုင်းကအဲ့လိုဖြစ်ရမှာပုံမအေးလို့မင်းအွန်လိုင်းနော်နိုင်ငံတော်သမ္မတယူဆိုပြီးတော့ဒီလိုမျိုးထည့်ရမှာဘယ်တော့မှမကျေနပ်ဘူးသလားသမ္မတလွတ်တယ်ကျွန်တော်ဝမ်းသာတယ်ဒါအဖြေတော့မဟုတ်နော်သမ္မတကြီးရှင်ထဲမှာဘာတွေရှိနေမလဲဆိုတာလေကျွန်တော်တို့ခံစားလို့ရတယ်အဲ့တော့ဒါကတခုပေါ့နော်ကျွန်တော်သမ္မတကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အခုတအား hot ဖြစ်နေ line ပေါ်မှာဒါတွေပဲရှိပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကိုယ်တိုင်ဝင်ရောက်တာဝင်ဆောင်တာမဟုတ်ဘူးကျွန်တော်တို့ကရင်ထဲမှာရှိတဲ့အတိုင်းနော် DMA လုံးတဲ့အဖွဲ့ပြုတ်မကြမချင်းကျွန်တော်ဘယ်တော့မှနောက်ကျောင်းပြန်လှည့်မှာမဟုတ်တဲ့သူတွေတဲ့နော်အဲ့လိုသူတွေတဲမှာကျွန်တော်ပါပါတယ်နော်ကျွန်တော်တယောက်တည်းမလဲတာမဟုတ်ကျွန်တော်အဲ့လိုလူတွေအများကြီးတဲမှာပါပါတယ်လို့ပြောတာဒါတခုနောက်တစ်ခုကတော့ကျွန်တော်တို့ line ပေါ်မှာနော်ဘယ်ကောင်ကဘာမပြောလို့ဘာမဖြစ်လို့သူ့မှာသူ့ project ဟိုသူ့ဆိုင်ရာဟိုကျွမ်းကျင်မှုတွေရှိတယ်ဝင်မရောင်တာကောင်းတယ်ကိုမသိလို့ကိုမကျွမ်းကျင်လို့ဝင်မပြောတဲ့ဟာတွေကိုနော်ဘယ်ကောင်ကဘာဆိုရင်မပြောဘူးလို့ဘာဆိုရင်မတင်ဘူးလို့ဝင်မရောင်တာကောင်းတယ်ကျွန်တော်တိုက်ခိုက်ရေးပိုင်းမှာကျွန်တော်လက်နက်ကင်တော်လန်ရေးပိုင်းမှာကျွန်တော်ရဲဘော်တွေထိကြိုက်တယ်ဒဏ်ရာရတယ်ရှေ့တန်းကိုကူမယ်အဲ့ဒါကျွန်တော်တို့လုပ်နော်ရိုင်းပဲကျွန်တော်တို့စောက်လုပ်နော် CDM တွေကအရန်ခက်ခဲနေနိုင်ကျင်းတွေတဲ့အရန်ခက်ခဲနေကျွန်တော်တို့ဟိုမဆိုင်ဘူးပြောလို့မရဘူးကိုခေါင်းစဉ်မဟုတ်ပေမဲ့ကျွန်တော်တက်နိုင်တယ်များကုတယ်ကျွန်တော်တို့သိပါတယ်သိတဲ့သူတွေနော်နဲတယ်ဒါပေမဲ့သိပါတယ်ဒါပေမဲ့ဟိုကိစ္စဒီကိစ္စမှာဝင်ရောင်နေမရောင်မှုဘာမလုပ်ပါဘူးလုပ်ပါတယ်ဆိုခင်ဗျားတို့ကအဝေးမှနေတယ်အနီးမှနေတယ်ဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျားတို့ကျွမ်းကျင်တဲ့ကိစ္စခင်ဗျားတို့ပြောနော်ကျွန်တော်ကျွမ်းကျင်တဲ့ကိစ္စကျွန်တော်တို့လုပ်ဒါမျိုးမဟုတ်ဘူးဟိုကိစ္စမှာမပါလို့ဒီကိစ္စမှာမပါလို့နော်ဆယ်လီယူလို့ပါတော့နော်အဲ့မေးလိုးတွေဖေလိုးမှတွေတတိထားနော်ဘာလို့လို့ဆိုတော့ယွန်းနေတယ်တလားတစ်ဖက်ချင်းဖြစ်နေတော့ကျွန်တော်တို့မတိုက်ချင်ဘူးမကြိုက်ချင်ဘူးဒါပေမဲ့ဟိုနည်းနည်းထိကဘာရှိကဘာနဲ့နော်လွတ်လပ်တဲ့နေရာမှာနော်စောက်တန်အာတန်ကြဲခြင်းနော်တော်လန်ရုပ်ဖြောင်းဖြောင်းလှုပ်ဆမ်းမှာဘေးနာလို့မတိုက်ပါနဲ့ဆဲကြံအေလိုးတွေသူတို့အဖွဲ့တွေဆဲနော်ဆဲကြံခမအပုံကြီးနော်စက်ခွေးတွေဂျာဆွဲမှုကျူးလွန်နေတဲ့အပုံကြီးမှားနေတဲ့ပုံကြီးပြောရဲလားဘယ်မေလိုးပြောရဲနော်ပြောရတဲ့သူတွေရှေ့ရောက်တဲ့သူတွေဥညွတ်တယ်လောက်ရတဲ့သူတွေဥညွတ်တယ်ဒါပေမဲ့ဟိုအချင်းချင်းဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့နော်နောက်ဆုံးခမနော်ဟိုတချင်းထဲမှာဖြစ်ကြပြားထဲမှာဖြစ်ဘာပဲဖြစ်တန်ချက်ထဲမှာဖြစ်တော့ကိုအစိုးရကိုလူအချင်းချင်းကိုအပီပြန်ကြိုက်တာခဲတာနော်ယွန်ဖို့ကောင်းတယ်လို့ပြောချင်တာယွန်ရှာဆက်စုပ်ဖွဲ့ကောင်းတယ်လုံနိုင်စွမ်းရှိတွေလုံနေတယ်မကောင်းတဲ့ဟာကိုအချင်းချင်းမိသားစုဆိုရင်တိတ်တိတ်ဆိတ်ဆိတ်ရှင်းနော်မရဘူးဆိုရင်တော့ကြိတ်မိတ်ခံတော့နော်ပြီးရင်ကျွန်တော်တို့ဟိုဘောက်ချာစုပ်မယ်ဆိုတဲ့စကားလို့မဟုတ်ဘူးဆဲနေတာနော်ဆဲလို့ကောင်းတော့ဗျဘယ်ကောမှအရေးမယူလေ
တတိပြလို့ကောင်းတယ်နိုင်လောက်မှတတိကောင်းတာသလားလူဆိုတာနိုင်လောက်မှတတိကောင်းတာနော်အဲ့ဒါမျိုးတွေကျွန်တော်တို့ပြောကြတယ်အားလုံးဆဲပြီးပြီဆိုပြီးပြီဆိုတော့ကျွန်တော်ဆရာတင်ဖို့ရဲ့เนาะကျွန်တော်ချစ်ရတော့လေးစားပါတော့ဆရာကြီးတင်ဖို့ရဲ့ကြပြလေးကျွန်တော်ရွှင်ရင်းနဲ့နှစ်သက်ဆူတောင်းကြပါတယ်เนาะခင်ဗျားတို့ဖာသူခွေးပါးစကားနဲ့စကားထွက်တယ်ပြောเนาะဆရာကြီးကြပြကိုကျွန်တော်ရွတ်လို့ကြိုက်သည်မကြိုက်သည်ဖြစ်တော့တောင်မှကျွန်တော်တို့ဒါဒီဆူတောင်းလေးကိုကြိုက်လို့ရင်ထဲမှာခံစားလို့ရွတ်ပြပါမယ်အားလုံးတည်ပြီးသားလဲနားထောင်ဖို့ဗျာနှစ်သက်ဆူတောင်းအမြင်ကျင်းမြောင်းစိတ်ကျင်းမြောင်း၍တွင်းအောင်ရသည့်ဘဝမှလွတ်ပါစေစိတ်ဓာတ်သေးနှုတ်ဉာဏ်သေးနှုတ်၍ချုပ်ချယ်မှုအမျိုးမျိုးမှလွတ်ပါစေတို့အချင်းချင်းကောင်းတက်နှင်း၍တိမ်ဖြင်းလှုပ်ဆက်စိတ်ရုပ်ပတ်နှင့်ပုတ်ခတ်ကြသည့်ဘဝမှလွတ်ပါစေသူကမမှန်ငါကမှန်ဟုတယူတန်ဆွဲစိတ်သေးဖွဲ့နှင့်ငရဲဘဝမှလည်းလွတ်ပါစေသူ့ဂုံကိုချကိုယ်ဂုံပြကမာနစကားတဖွာဖွာနှင့်အမားကဘာမှလည်းလွတ်ပါစေမကောင်းမှုခင်ကောင်းမှုကျင့်သည့်ညင်စိုးညင်မိုက်မိဘုံမြတ်၍ငိုရှိုက်ရခြင်းမှလည်းလွတ်ပါစေနှစ်သက်မျက်စုဤကောင်းမှုကြောင့်တာဓုတာဓုခေါ်စေတော်ဒီဆုတောင်းနဲ့ပဲကျွန်တော်ပြည်သူတွေကိုနှုတ်ဆက်ပါတယ်တော်လန်ပြည်သူတွေကိုနှုတ်ဆက်ပါရစေအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ဗျ